အားလုံးမင်္ဂလာပါကျွန်တော်အခုထိုင်တော်ဖျားကြီးကိုတွားရောက်ဖူးမြော်ဖြစ်ပါတယ်အားလုံးလိုက်ခဲ့ပြီပါဦးရသားဝင်ပတ်တာပေးတာရမ်းမိုက်တယ်ဆေးရကားတွေဆေးရကားတွေအနာပါရတယ်ဘယ်လိုလဲအော်ချော်လေကိုဒီဆေးရကားတွေနဲ့စီရုံးစီကိုကြည့်လာတာဒီကားလေးတွေကအသွားအပြန်ကို2000ပဲပေးရပါတယ်အသွားအပြန်မှာ2000ပါဘာဝဝါကြတဲ့ရတဲ့တွေပြပြပါအပြပြပါတော့တမေတာပါဒီလိုအပွားနဲ့တရားတစ်ထောင်ပါဘာတဲ့ဒီလိုလာတာပါဘာလဲတာဒီလိုမှာပါ那没两个在菜嘛，这高兴。โอเค啊，吃。ကျွန်တော်တို့အခုဒီကားလေးစထွက်ပါပြီဖြစ်ပါတယ်။ကြာခဲ့ကျွန်တော်တို့ဟိုးမှာမြင်နေရတဲ့ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကိုတွားရောက်ပူးမြောက်မှာဖြစ်ပါတယ်အားလုံးပဲတူတူပူကြအောင်နော်။那么多的是吧？他这个看一窝呢，我那生气哦。哦，那么对，那么西宝喂，我看那个毛出去了。ကျွန်တော်တို့အခုပဲအပေါ်ရောက်လာပါပြီခင်ဗျ။ဟုတ်။အိုးမှာဖျားကြီးမြင်နေရပါတယ်။စီကဲနေလောက်တယ်တောင်းဘယ်နေရောက်လဲတယောက်ကိုတောင်းနဲ့စိတ်မတည်ဘူးမရဘူးလေဟုတ်လားပြန်ရှိပါပြန်မျိုးပြန်တော့မကြခင်ကျွန်တော်တို့အခုဖျားတစ်ပတ်ပေါ့နော်ဆင်သွားစီးမှာဖြစ်ပါတယ်ဒါကျွန်တော်တို့အခုဆင်စီးဖို့စောင့်နေတာဖြစ်ပါတယ်မကြခင်တော့ဆင်စီးမှာဖြစ်ပါလေခင်ဗျာဟုတ်ပါရဲ့ခင်ဗျာအေးသိသိပဲကနေနော်ဟေးရတယ်ပြီးတော့ရပြေးရစီရသားလို့တိုက်တူမျိုးဘိုးရောက်ွယ်စီစီနဲ့တခုလိုရဝရနေစီစီမှာတရားဘူးကြွရောက်လာရဖို့နော်တရားကြီးလည်းပါတော်ရှင်များနေနဲ့ရတာသရုပ်ရကြီးမြောက်ဘုံကြီးနေတဲ့ဒုဆင်စီးနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဖျားတစ်ပတ်ကိုသူတို့ဟိုပတ်ပေးပါပဲဖျားတစ်ပတ်ပတ်ပါလေခင်ဗျာ来呀，叫一听没？စီရစီရ我他妈叫你，好不能叫人。လောက်စီနေကွာဒီစင်းနေနေနော်ဘာလဲဘယ်ကောင်စီရပါခင်ဗျာကျွန်မတို့ပဲပြောလားတော့ပြောလား
ဒီဖျားကြီးကိုရောက်ရင်စင်ကိုလာစီးကြပါနော် ပါတယ် ဒီမှာကလေးကတော်တော်ပြောနေရ ဟောနခါလေးอ่ะချစ်တဲ့ချူချူ အခုကျွန်တော်တို့ဒီအပေါ်ကိုကျွန်တော်ဒီစင်စီးပြီးတော့လဲကျွန်တော်တို့အပေါ်တက်လို့ရပါတယ်ဒီဈေးနှုန်းကကြတော့ကလေးက9000လူကြီး1000ပါဘာလို့မင်္ဂလာပါကျွန်တော်နောက်မှာမြင်တွေ့နေရတဲ့ဖရာကြီးကတော့ကမ္ဘာအကြီးဆုံးဖြစ်တဲ့ထိုင်တော်မူဂေါရမမြတ်စွာဘုရားကြီးဖြစ်ပါတယ်ခင်ဗျာညံတော်အမြင့်ကတော့255ပေ6လက်မမြင့်နယ်တို့သိရှိရပါတယ်တော်တော်ကြီးကိုမြင်မာတယ်မြတ်စွာဘုရားကြီးဖြစ်ပါတယ်ခင်ဗျာကမ္ဘာအကြီးဆုံးလို့ပြောပါတယ်မမိတ်ဆွေတူတော်ကောင်းတို့ဖူးမြော်နိုင်စေရန်အတွက်ကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်အားလုံးပဲတူတူဖူးကြပါခင်ဗျာကမ္ဘာအကြီးဆုံးထိုင်တော်မူဂေါရမမြတ်စွာဘုရားကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီလှေကားဒီတလျှောက်မှာပေါ့နော်ဒီမှာမြင်ကွင်းတော်တော်ကြီးကိုလှပါတယ်ဒီကြိုက်ထုံမျိုးရဲ့ဒီစိတ်လန်းနဲ့အလှပေါက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဗျဟုတ်ကဲအခုကျွန်တော်အခုစတူဒီယာကျွေးနေပါတယ်ဒီမှာပေါ့နော်ကျွန်တော်အခုသွားစမှာဖြစ်ပါတယ်လိုက်ခဲ့ပါဦးရွှေနဂါစတူဒီယာကျောင်းမှာသွားစားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုဒီထိုင်တော်မူရုပ်ပေါ်တော်မြတ်ကြီးပြန်ကြတော့အောက်ကိုပြန်ဆင်းလာပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ရဆုံးပါမယ်ဒါ